Hi, minasan, let's finish together ကြိုဆိုပါတယ်။ဒါဆိုလို့ရှိရင်တော့ဒါနေ့ကျွန်းကြီးတဲ့ကိုကကုစာအုပ်ထဲကဒါလေးက part 3ဖြစ်ပါတယ်။ဒီပိုင်းလေးပြီးသွားလို့ရှိရင်တော့ဒါ 1日目တစ်ရက်မြောက်လေး day 1လေးပြီးသွားမှာဖြစ်ပါတယ်။အခုဒီပိုင်းလေးကကြတော့問題7 8Q လေးကိုသွားမှာဖြစ်ပါတယ်။問題7ရဲ့စံကျူးစံလေးကိုကြည့်ပါမယ်။ဒါဘုံပိုးနဲ့ပတ်သက်ပြီးတော့ပြောထားတာပေါ့နော်။စံကျူးစံလေးကဘာပြောလဲဆိုတော့みんなの予想に何々ブラジルチームが負けてしまった。အဲ့တော့အားလုံးရဲ့တဲ့ရောစိုးနဲ့ကောလက်ဖြစ်ပြီးတော့ဘရာဇီးအသင်းကဖြစ်သွားလဲဆိုတော့ market တွေရှိမှတာရှုံးသွားတယ်လို့ပြောတယ်။အဲ့တော့ market လို့ပြောတာမဟုတ်ဘဲနဲ့ market တွေရှိမှတာရှုံးသွားတယ်လို့ပြောထားရဲဆိုတော့အပြောအရာမတို့ဒီအရှိန်ရောစိုးကဘာလုပ်မယ်လို့ရောစိုးလုပ်ထားလို့လဲနိုင်မယ်လို့ရောစိုးလုပ်ထားတော့သူက market တွေရှိမှတာရှုံးသွားပါတယ်ဆိုတဲ့ပုံစံမျိုးပြောထားဖြစ်တဲ့အတွက်မတို့ဒါဒီအားလုံးရဲ့ရောစိုးနဲ့ဆန့်ကျင်ပြီးတော့ရှုံးသွားရဲဆိုတဲ့အဓိပ္ပာယ်မျိုးပါတယ်ပြောမှာယူရမယ်ဆိုတာနည်းနည်းနားလည်သွားတယ်ပေါ့နော်။အဲ့တော့1ကကြတော့ついてနောင်についてနောင်နဲ့ပတ်သက်ပြီးに関してနံပါတ်2ကကြတော့နောင်に関してすみませんနောင်に関してですみませんနောင်に反してဆိုတဲ့အဓိပ္ပာယ်ကနောင်ကိုဆန့်ကျင်ပြီးနံပါတ်3လေးကကြတော့နောင်にとってနောင်အတွက်ကတော့နံပါတ်4ကမှနောင်に関してဆိုတဲ့အဓိပ္ပာယ်ကနောင်နဲ့ပတ်သက်ပြီးဆိုတဲ့ပုံစံမျိုးဒါဆိုရင်ဒီနေရာမှာအားလုံးရဲ့ရောစိုးနဲ့ဘာလို့မှာလဲဆန့်ကျင်တာဖြစ်တဲ့တော့ဘာသုံးပြရမလဲဆိုတော့ hashtag လို့ခေါ်တဲ့2番 grammar လေးကအဖြစ်မှန်ဖြစ်ပါတယ်။နောက်စံကျူးရုံးလေးကိုဆက်ကြည့်ပါမယ်။စံကျူးရုံးလေးကဘာပေးထားလဲဆိုရင်တော့10年以上飼っていた犬が死に悲しくて何々အဲ့တော့ကို10နှစ်ကြော်ကြာတာမှမွေးထားတဲ့ခွေးလေးကတေသွားတယ်ခနရှိကတဲ့ခနရှိဖြစ်တယ်노라နိုင်ခနရှိကတဲ့노라နိုင်노라နိုင်ကတို့ကဘယ်မှာသုံးလဲဆိုရင်ခိကつすまないစိတ်မဝင်စားဘူးဆိုတဲ့ပုံစံမျိုးခနရှိကတဲ့いらないကမလို့ခနရှိမှုတွေမလို့ခနရှိကတဲ့ならないならないကိုなりませんနဲ့တွားပြန်ခွမ်းပြီခနရှိကတဲ့ならないထဲならないအယံဝမ်းနေတယ်ခနရှိကတဲ့知らないよမသိဘူးမှားတယ်ပေါ့နော်အဲဆိုမှဒီနေရာမှာပတ်တန်ရမှန်နေရသည်ခနရှိကတဲ့ならないအယံဝမ်းနေပါတယ်ဆိုတဲ့ဆောင်းပတ်ဖြစ်ပါတယ်ကျန်တဲ့ဟာတွေကမိနာဆန်တို့ကိုဂိုးရီလေးနဲ့ plus ထည့်ပေးထားတာပေါ့နော်ဇဝေးဇဝါဝေဝတွေ့ပြသွားအောင်はい最近ポレが就職が決まった何々頑張って働くつもりအလုပ်ရသွားတယ်頑張って働くစူးစမ်းပြီးတော့အလုပ်လုပ်ဖို့ရည်ရွယ်တယ်ခရဝဆိုတဲ့အဓိပ္ပာယ်ကအခုချိန်ကစပြီးその時からအဲ့တော့အလုပ်ရသွားတဲ့အချိန်ကနေစပြီးငါစူးစမ်းပြီးလုပ်လို့ဖြစ်နိုင်ခရကဆိုရင်皆さんတေချာပေါ့ဘာလုပ်မှာလဲဆိုတော့ subject ကို emphasize လုပ်မယ်ဒီနေရာမှာ emphasize လုပ်ဖို့ရတော့မပေါ့အလုပ်ရသွားတယ်ဆိုတဲ့အကြောင်းအရာကြီးသူ emphasize လုပ်သွားမှာပေါ့ emphasize လုပ်ပြီးမှအလုပ်ရသွားတော့အကြောင်းပြုပြီးဘာတွေတို့အဲ့လိုမဟုတ်တော့အလုပ်ရသွားတဲ့ချိန်ကနေစပြီးတော့အခုကစပြီးတော့ဒီလိုတော့အနောက်မှာဒီလို plan ရှိပါတယ်ဒီလို small ရှိပါတယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ဒါလွဲတယ်ခါရနိကဘာ reason တွေပြောတာဒီညမှာ no reason မပါဘူးခါရတိုဆိုတာကတော့ကြောင့်ဒီလိုဖြစ်တော့ကြောင့် no ဒီညမှာအဲ့လိုဟာတွေမပါနေဘူးဒါကြောင့်အမတို့အဖြေက easy ခါရဝါရှုစုကခီမတာခါရဝအလုပ်ရသွားတဲ့အချိန်ကနေစပြီးတော့မလုပ်တော့မလဲစူးစမ်းပြီးတော့အလုပ်လုပ်ဖို့ရည်ရွယ်ထားတယ်စမ်းကြည့်တော့駅前のマンション建設何々問題が多くなっているအဲ့တော့ဘူတာရှိမှရှိရဲ့အဲ့ဒီ mansion ကြီးကိုတဲ့ကွက်လက်ဖြစ်ပြီးတော့ပြဿနာကြီးတက်နေခိုမဲရုဆိုရင်皆さん力を込めるဒါမှမဟုတ်心を込めるအဲ့လိုတစ်ခုခုကိုအမတို့ကဘာလုပ်တာလဲဆိုထည့်သွင်းထားတာစိတ်နှစ်ထားတာအဲ့လိုပုံစံမျိုးမှာသုံးတယ်မေဂုရု grammar ရှိပါတယ်နောင်ကိုမေဂုရုနောင်နဲ့ပတ်သက်ပြီးအဲ့နောင်ကြောင့်မလို့အနောက်မှာဘာဖြစ်မှာလဲဂီရွန်တွေဖြစ်တဲ့ပြဿနာတွေတက်တယ်ဒါမျိုးဆိုရင်နောင်ကိုမေဂုရုဆိုတဲ့ grammar သုံးတယ်စမ်းပန်လေးကထိုးစုဆိုတဲ့အဓိပ္ပာယ်ကအဲ့ကနေဖြတ်ပြီးတော့အဲ့ကနေတဆင့် no မဟုတ်ဘူးလေနော်ဒီနေရာမှာကြာရုံးပန်လေးကကြာထုံမသားကိုအတူတူဆိုတဲ့အဓိပ္ပာယ်နောင်နဲ့အတူတူ A ဖြစ် B လည်းဖြစ်တယ် no ဒီနေရာမှာမဟုတ်ဘူးဘူတာရဲ့အရှိမရှိရဲ့အဲ့ mansion ကြီးကြောင့်မလို့အဲ့ mansion နဲ့ပတ်သက်ပြီးတော့ပြဿနာကြီးတက်နေတာနောက်မှာပြဿနာလည်းပါတယ် grammar pattern ရအရှိမ mansion ဆိုတဲ့ noun ကြီးလည်းပါတယ် ဥလည်းခံထားတယ်ဒါကြောင့်မလို့အမတို့ရဲ့အဖြေမှန်ကနိဗ္ဗာန်ဖြစ်ပါတယ်37လေးက彼女は歌も何々ファッションモデルもしているမို့ပါတယ်အမတို့ဒီနေရာမှာ pattern ထောက်လို့ရရင်皆さん undo grammar pattern ကျွမ်းနေရသူဆိုဒီနေရာမှာတစ်ချက်တည်းနဲ့နားလည်သွားပြီ彼女は歌もファッションモデルもအဲ့တော့မို့ပါတယ်အနောက်မှာလည်းမို့ပါတယ်ဘာဖြစ်မှာလဲမို့ဘာမို့လေနော် grammar သင်ထားပြီးသားဒီနေရာမှာဘာပါထားတာကွက်ရွေးတာဟောတိပဲဟိုက်歌も歌えばファッションモデルもしている
ရှင်းရှင်းလေးပဲလေနော်ဘာသာသွားပြန်ရင်တော့皆さんဒီညမှာကမောက်ကမရအကုန်ဖြစ်လိုက်ဘာလို့လဲဆိုတော့ဥတ္တမဥတ္တဟုတော့တချင်းလဲတချင်းဆိုရယ် fashion model လဲလုပ်တယ်ဥတ္တမဥတ္တတာရဒါရကလည်းဖြစ်နိုင်တာပဲနို့ဒါမှမဟုတ်ပတ်တန်ကြည့်ရမယ်လေနော် grammar ဖြစ်တာဖြစ်တဲ့အတွက် grammar လမ်းကြောင်းအရစဉ်းစားလေအဲ့ဒါဆိုရင်ပို့ပြီးတော့မြင်မြင်အဖြေထွက်တယ်ပေါ့ပြီးတော့မြန်မာလိုအဓိပ္ပာယ်လေးနဲ့ပြန်ဆက်ပြီးတော့တွဲတယ်ပေါ့နော်ဟိုက်ဥတ္တမဥတ္တဒင်းပေါ်ကတော့လုံးဝမဖြစ်နိုင်ဘူးမို့တွေရောအလေမောင်မို့တွေဖြစ်နေဟိုက်38山本教授の指導の何々学生たちは研究を続けた。山本ニビア의練習ပြတာမှုကျောင်းသားတွေကသူတေသနာကြီးကိုဆက်လုပ်တယ်။မတ်တိုတဲ့ဒါလည်း grammar ချက်ထားတယ်သူဆိုသိတယ်။ဘာဖြစ်မှာလဲ။ noun တော့မတ်တိုတဲ့ noun ရဲ့လက်အောက်မှာ noun ရဲ့လမ်းညွှန်မှုတွေအောက်မှာ noun တော့မတ်တိုတဲ့ဖြစ်ပါတယ်皆さん။မတ်တိုဆိုရင်တော့ object ပေါ့။မတ်တိုကဆိုရင်တော့ subject ပေါ့။မတ်တိုတော့ကတော့စဉ်းစားစရာမလိုနေဘူး။はい。39すみません。パンケーキを忘れたのでボールペンを何々မတို့ကပတ်စံအိတ်ကြံခဲ့ပတ်စံအိတ်ဆိုဟိုဖောင်တိန်ထည့်တဲ့ဘောပင်အိတ်ပြောပါဘောနော်ဘောပင်ကြံခဲ့တယ်ဘောပင်မေ့ခဲ့တာဖြစ်တဲ့အတွက်ဘောပင်လေးငှားပေးလို့ရမလား貸してくださいませんか貸していただきませんか借りてもらえませんか借りてあげませんかはいမတို့ဒီနေရာမှာကကြတော့နံပါတ်4ကိုအရင်စစဉ်းစားကြည့်借りてあげる借りるဆိုတာကိုယ့်ဘက်ကကြီးတာあげるကလည်းကိုယ့်ဘက်ကပေးတာလွဲနေပြီဟုတ်တယ်ဟုတ်နောက်နံပါတ်3လေးကကြတော့借りてもらえませんか借りるကလည်းကိုယ့်ဘက်ကကြီးတာもらうဆိုတာလည်းကိုယ့်ဘက်ကဘာလုပ်တာပဲလေလက်ခံတာပဲလွဲနေပြန်はいအဲ့တော့1番နဲ့2番ပဲကြတယ်1番လေးကကြ貸してくださいませんか貸すဆိုတာဘယ်သူဘက်ကလုပ်မှာလဲသူများဘက်ကလုပ်တာくださいသူများဘက်ကလုပ်တာပြန်တွဲကြည့်貸してくださいませんかတစ်ချက်လောက်ငါ့ကိုငှားပေးလို့ရမလားရင်ကြီးကြီးလေးပြောတာဖြစ်နိုင်တယ်နံပါတ်2ကြံသေးတယ်貸していただけませんかငှားပေးတာကိုလက်ခံရရှိနိုင်မလားနံပါတ်2လည်းဖြစ်နိုင်တာပဲအရှိမရင်ကျေးပြီးတော့အနောက်ကနေပြီးတော့ငှားပေးတာငါလက်ခံလို့ရမလားဆိုတဲ့ပုံစံလိုမျိုးနဲ့ဒါဆိုရင်1နဲ့2နဲ့ဘယ်ဟာဖြစ်မှန်းတာလဲはい正しい答えは1番です1番ဖြစ်တယ်ဘာကြောင့်1番ဖြစ်တာလဲဘာကြောင့်2မရွေးတာလဲ貸していただきませんかဖြစ်နေလို့မရွေးတာ貸していただけませんかဖြစ်ပြရပါမယ်はいတတိထားပေးပါနော်တေချာပေါ့ကျောင်းသားများဒီဟာတွေ့ရင်တော့တေချာပေါ့ဘာကိုသွားကျွေးလဲဆိုတော့2番ကိုသွားကျွေးတယ်貸していただけませんかအဲ့ဒီခိနဲ့ကတော့ခိနဲ့ခဲလေးပဲလွဲတာပါရလောက်မှာပါဆိုသွားကျွေးတယ်ဒိုင်းမွန်တိုင်းပဲはい40ဒီစက်ကိုဆက်ကြည့်ပါမယ်ビザの問題に何々事務所に聞いてください。ビザပြဿနာနဲ့တဲ့ရုံးကမှမေးပါတဲ့についてမတို့ဒီအနောက်က no ことはခဏဖယ်လိုက်နောက် no မတော်ပါရှိရ no ことはရှိအဲ့အပိုင်းကိုခဏဖယ်လိုက်ရှေ့တစ်ပိုင်းကိုမတို့အရင်စဉ်းစားကြည့်についてနောင်နဲ့ပတ်သက်ပြီးဗီဇာပြဿနာနဲ့ပတ်သက်ပြီးရုံးကကိုမေး grammar တော့ကတော့မှန်နေရပဲはいနံပါတ်2にとってနောင်にとって私にとってあなたにとってရှေ့မှာ問題にとって no 問題にとってဆိုရလွဲနေပြီဒါငါအတွက်ကတော့ဘသူအတွက်ကတော့ဘယ်ဝအတွက်ကတော့ဖြစ်အောင်နောက်တစ်ခါ下ကဆိုတာလိုက်နာတာလိုက်နာဖို့ရန်အတွက်ကကြတော့ရှေ့မှာနေ問題に従って問題ပေါ်လိုက်ပြီး事務所ကိုမေးပါ問題ပေါ်လိုက်ပြီးဆိုရလွဲနေတယ်လေနော်ဥမာဆရာရဲ့ပေါ့နော်指導に従ってလို့ပါတော့အဲ့လိုဖြစ်ပြရမှာပေါ့နော်နောက်နံပါတ်4ကကြတော့関わってဆိုတဲ့အဓိပ္ပာယ်ကမှတော့ဘာလဲဆိုတော့ဆက်နွယ်တာတခုခုနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောပတ်သက်နေရဆိုတဲ့အဓိပ္ပာယ်ပုံစံလိုမျိုးပြောပြရမှာပေါ့ဟိုက်ဒါဆိုရင်မတို့ဒီနေရာမှာ possibility က1番ရှိတယ်皆さん4番ရှိတယ်ဘာလေးဖြစ်မလဲတစ်ချက်လောက်စဉ်းစားကြည့်ဟိုက်အားလုံးနဲ့ဖြည့်တူမယ်လို့ထင်ပါတယ်မွန်းနိုဝါဖြစ်နေတဲ့အတွက်မတို့မရဘူးလေနော်ရှင်းရှင်းလေးပဲလေနော်အဲ့တော့ခခဝတ်တဲ့ရဲ့အဓိပ္ပာယ်ကလည်းမတို့ဘာသာပြန်ဆက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြီးတော့ဆက်နွယ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်တဲ့အတွက်ဗီဇာပြဿနာနဲ့ဆက်နွယ်ဒီနေရာမှာကြာလေမတို့ပုံမှန်ဆိုခခဝတ်တဲ့ယူစတိုလို့ပါတော့အဲ့လိုပုံစံမျိုးမှာအဓိကသုံးတာပေါ့နော်ဒီလိုမျိုးဗီဇာပြဿနာနဲ့တွဲပြီးတော့သုံးထားရတာနည်းနည်းလေးတော့သဘာဝမကျတဲ့ပုံစံမျိုးဖြစ်နေရပေါ့နော်ဒါကြောင့်မတော့ဒါတော့အများကြီးစဉ်းစားစရာမလိုပါဘူး一番ဖြစ်ပါတယ်ပေါ့နော်ဗီဇာပြဿနာနဲ့ပတ်သက်ပြီးတော့事務所မှာ聞いてくださいမေးပါဆိုတဲ့အဓိပ္ပာယ်လေးပါはい41が宿題はやればいい何々しっかり覚えることが大切宿題があれやればいいでしっかりでတတိယကြတယ်မှတ်ဖို့အရေးကြီးတယ်တဲ့というもののはなく
というものになく、というものではなく、というものとなく、ဒီနေရာမှာစာရနေရသူဆိုလို့ရှိရင်ဒီနေရာမှာပတ်တမ်းမှန်တာတစ်ခုပဲရှိတယ်။စာပေဟာလေというものではなくပေါ့ရှင်းရှင်းလေးပဲလေနော်။やればいいというものではなくအင်္ဂါဆိုတာကလုပ်ပြီးသွားရင်ပြီးသွားရဆိုတဲ့ကိစ္စမျိုးမဟုတ်ဘူး။ဒါけでなくအနောက်ကဟာလေအရေးကြီးတယ်။しっかり覚えることが大切ဆိုတဲ့ပုံစံမျိုး။အရှိရဟာတင်မကပဲနဲ့အနောက်ကဟာလည်းပဲအရေးကြီးရဲ့လို့ပြောချင်တာခါမျိုးကထိုယူမွန်းတို့တဲ့ပါနာခုဆိုတဲ့ပုံစံမျိုးသုံးပေးရမယ်ဟဲ့ဒီနေ့မှာပတ်တန်ဖတ်လိုက်တာနဲ့ပတ်တန်ဒီအချီနီရုံးကလုံးဝမှားနေရမှာဘာမှစဉ်းစားကြမလို့ပါဟဲ့ဆက်ကြည့်မယ်ဆန်ဂျူယွန်းနောက်ပြီးတော့မယ်သုံးဖို့ပဲကြံတော့တယ်ဆန်ဂျူယွန်းလေးက友達の誕生日に私は心を込めてခုနလေးတွေမှာပြောသွားတဲ့စာကြောင်းလေးဒီမှာပါလာပြီเนาะ心を込めるเนาะဟိုမှာ心を込めるဆိုတာကစိတ်နှစ်ပြီးတော့ကိုယ့်ဘက်ကနေပြီးတော့ဗောနော်စိတ်ပါလက်ပါနဲ့တဲ့ပကြီးလေးကိုတဲ့ခိုက်တယ်မလားတာတဲ့โอเคစဉ်းစားကြည့်ဒီညမှာကိုကနေပြီးတော့တငယ်ချင်းမွေးနေမှာစိတ်နှစ်ပြီးတော့ပကြီးကိုကဆွဲပေးတာလက်ခံရရှိရလား no မဟုတ်ဘူးလေနော်မလက်ခံနဲ့ခိုက်တယ်ခရတာတငယ်ချင်းကကိုတော့ဆွဲပေးရလား no မဟုတ်ဘူးလေနော်သူပြောချင်တာကကိုကနေတငယ်ချင်းကိုဆွဲပေးမှာကိုကပေးမှာအဲ့ခိုက်တယ်အာခဲ့တာအာခဲ့လို့ကဘာလို့တာကိုဘက်ကနေပေးတာဒါဖြစ်နိုင်တယ်ခိုက်တယ်いただいたဒီမှာတော့မိုးရောင်းနဲ့အတူတူပဲမင်းသားဒါကြောင့်မလို့မှားတယ်ဒါကြောင့်မလို့အချီနီဆိုင်ယုံတွေကဆောင်းပန်ဖြစ်ပါတယ်ဟဲ့ယွန်းကျူဆိုင်ဆက်ကြည့်ပါမယ်ယွန်းကျူဆိုင်တွေကကြတော့本当好きな黒川くんはスポーツ大会に何々がとっても強いအဲ့တော့本当ကိုကြိုက်တယ်တဲ့黒川くんဆိုတာနာမည်ပေါ့နော်黒川さんလေးပေါ့黒川မောင်黒川လေးကဆိုရင် sports ပြိုင်ပွဲတွေမှာတဲ့とっても強いအရန်ကိုမှ強いဖြစ်တယ်နံပါတ်1ကကြတော့渡る思い込みအဲ့ညမှာမတော့နှစ်ပိုင်းပိုင်းမိရမယ်အရှက် grammar ရဲ့အနောက်က言葉လို့ပြောမလားသူရဲ့ 意味လို့ပြောပြရမှာ思い込み思い入れ思い上がり思いやり思いやりはいဒါဆိုရင်မတို့က grammar နဲ့အရင်စပြီးစဉ်းစားကြည့်မယ် grammar နဲ့အရင်စပြီးစဉ်းစားကြည့်မယ်ဆိုဝါတာရုပါတယ်ခင်ဗျာဟဲ့အဲ့ဒီဝါတာရု grammar ဒီနိဝါတာရုဆိုတဲ့အဓိပ္ပာယ်ကတလျှောက်လုံးဆိုတဲ့ပုံစံပြောမှာပြောမယ်ဆိုလို့ရှိရင်ဒါနာဂိုင်းပေါ့နော်နည်းနည်းအချိန်ကြာတဲ့ပုံစံမျိုးပြောချင်တဲ့ပုံစံမျိုးပြောတာဒီနေရာမှာကကြ sports ထိုင်းကိုက်လို့ပြောတာဖြစ်တဲ့အတွက်အားကစားပြိုင်ပွဲဒီဘဝတလျှောက်လုံးလားတစ်နှစ်ပတ်လုံးလားနည်းနည်းဇဝေဇဝါလေးဖြစ်စီရပေါ့နော်နောက်က omoi komi ဆိုတဲ့အဓိပ္ပာယ်ကကိုထင်ရထင်ထိကြင်ထင်လိုက်တာ misunderstanding လို့ပြောရမှာပေါ့ကိုစိတ်နဲ့စိတ်မှန်းပြီးတော့ထင်လိုက်တာဒီနေရာမှာကျ sports ထိုင်းကိုက်မှာစိတ်ထင်ရတယ်ထင်လိုက်တယ်ဆိုတော့နံပါတ်1ကဘာဖြစ်နေပြီလဲဆိုတော့လွဲနေပြီနံပါတ်2နိထိုင်ဆိုတော့နဲ့ပတ်သက်ပြီး sports နဲ့ပတ်သက်ပြီးတော့ omoi ide ဆိုတဲ့အဓိပ္ပာယ်ကကိုယ့်ရဲ့စိတ်ခံစားချက်စိတ်ဝင်စားမှုတွေကထိုသိမှုစုရောပြင်းတယ်အရှိ grammar နဲ့ပတ်သက်ပြီးတော့စဉ်းစားမယ်နိထိုင်ဆိုတော့နဲ့ပတ်သက်ပြီး omoi ide စိတ်ဝင်စားမှုတွေကအရင်ပြင်းတယ်နှစ်ခုစလုံးမှန်တယ် possible ဖြစ်နိုင်တယ်ဒါပေမဲ့စမ်းပန်နဲ့ရုံးပန်ကြံသေးဆက်ကြည့်မယ်စမ်းပန်နိယောရုဆိုတဲ့အဓိပ္ပာယ်ကနောင်နိယောတဲ့အနောက်ကကျတော့ omoi agari ဆိုတဲ့အဓိပ္ပာယ်ကမာနကြီးတာsports ပြိုင်ပွဲမှာသွားပြီးမာနကြီးရတဲ့အရန်ပြင်းထန်တယ်လွဲတယ်လीနော်နံပါတ်4ကကြတော့ sports 大会につく思いやりဆိုတာကိုချင်းစာမှုတွေကပြင်းထန်တယ်ဟောဒီညမှာအရှိ grammar တွေမသိဘူးဆိုရင်တော့နောက်ကဟိုစာလေးနဲ့ခုတုပ်ကလေးတွေနဲ့ဘာသာပြန်လိုက်ရင်တော့အဖြစ်ကအရန်ထွက်ပါတယ်နော် 思い込みကနားလည်မှုလွဲတာဘယ်လိုပြောမလဲကိုစိတ်ထင်ရတယ်ထင်မလိုက်တာ 思いတဲ့ကစိတ်ဝင်စားတာ 思い上がりကမာနကြီးတာဝင့်ဝါရလို့ပြောမှာ思いやりကကြတော့ကျင်နာတာတို့ကိုယ့်ရဲ့ညှတာတာတို့အဲ့လိုပုံစံမျိုးမှာတော့ဒါကြောင့်မလို့ဒီနေရာမှာဘာပဲဖြစ်နိုင်လဲဆိုလို့ရှိရင်နှစ်နှစ်ပေါ့ sports 大会に対する思い入れဖြစ်ပြရမယ်はい44လေးကိုဆက်ကြည့်ပါမယ်中学時代親に反発して家で何々ことがあったအမတို့အလဲတန်းကျောင်းသားဘွားတော်ကတဲ့မိဘတွေကိုတဲ့ 反発လုပ်လိုက်တာဆန့်ကျင်ပြီးတော့家でအိမ်ကနေထွက်ကိစ္စしか考えていたしかမတို့ grammar သိထားတယ်ရှကပိုင်နောက်မှာနိုင်ပါတယ်ရှကနိုင်ဒါလည်းပဲမရှိဘူးနောက်မှာနိုင်မတွေ့ဘူးလွဲနေပြီစဉ်းစားကြမလို့နံပါတ်2ဒါခေခံခိုင်းရတဲ့တာအဲ့တော့မိဘရေကိုဆန့်ကျင်ပြီးတော့ကိုကအိမ်ကနေထွက်ဖို့ပဲစဉ်းစားတယ်ဒါခေနောက်ကနေပြီးတော့ခုတော်ကအတာအဲ့လိုကိစ္စမျိုးရှိခဲ့အိမ်ကနေထွက်ဖို့ only ကိုပဲစဉ်းစားခဲ့တဲ့ကိစ္စတွေရှိတယ်နိမိုခံခိုင်းဆာဆဲတာဆာဆဲလို့ဆိုတော့ကိုယ့်ဘက်ကလောက်ခိုင်းတာမိဘတွေကိုခံခိုင်းဆာဆဲလို့ဆိုတော့လွဲနေပြီတော့စားရဲ့ခံခိုင်းတာနောင်စားရဲ့နောင်တောင်မှအိမ်ကထွက်ဖို့တောင်မှစဉ်းစားခဲ့ဘူးတယ်တာကိုတော့ကဒီမှာအဲ့လိုလုပ်ဘူးတယ်
ဒါဆိုသိကြတယ်ဘာပဲဖြစ်မှာလဲယုံပံပေါ့မင်းသားဆိုင်ဟိုက်ရှေ့မှာ noun တွေ့တယ်စာအဲတွေ့တယ် noun စာအဲဒီလိုကိစ္စတောင်မှစဉ်းစားခဲ့ပူပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဟိုက်ဒါဆိုရင်တော့မတို့ဒါ grammar ပြီးသွားပါပြီနောက်တစ်ခုလေးကကြတော့မတို့ဘယ်နှပုတ်လဲဆိုရင်၅ပုတ်အပေါက်ဖြည့်မှာဖြစ်ပါတယ်အပေါက်ဖြည့်ရလဲနော်အရှုံးမတွက်နဲ့ခတ်တယ်ဟိုက်ဒါဆိုကြည့်ပါမယ်ယွန်းဂျူကိုပေါ့နော်အဲ့တော့မတို့ style လေးကိုပဲမတို့ဝိုင်းလိုက်ရပြီပေါ့နော် okay ဒီညမှာတော့မတို့တစ်ကြောင်းလုံး perfect ဖြစ်အောင်မတို့စဉ်းစားကြမယ်ပေါ့နော်အဲ့တော့アメリカ政府の何々が進められたアメリカဆိုရရဲ့ကွက်လက်ကြီးရတဲ့進められたတဲ့ရှေ့ဆက်နေပါတဲ့ကဲစဉ်းစားကြည့်ရနိဆိုဆိုတဲ့ဘက်ကတခြားဥမာခါဝါဆိုရီတို့ဘာလို့မှသုံးတယ်မြေကြောင်းတခြားတို့ဘာတခြားညာတခြားအဲ့လိုတခြားနံပါတ်2ကကြတော့ဂီဂျီကကြတော့ဆွေးနွေးတာနောက်တစ်ခုကကြတော့一方的ဆိုတာတစ်ဖက်အနေနဲ့နံပါတ်4ကကြတော့ဟိုးရှင်းမှာ policy ဖြစ်ပါတယ်ဒါဆိုရင်မတို့ဒီညမှာစဉ်းစားရမှာက safe ရဲ့နောက်မှာ not ပါတယ် not ပါတာကိုတွားပြီးတော့နီးနဲ့တွားကတ်လို့ရပါမလား no မရဘူးလေနော် not ပါတာကိုတွားပြီးတော့ 一方的နီးနဲ့တွားကတ်လို့ရမလား no မရဘူးလေနော်အဲ့ဆိုမတို့ဖြစ်နိုင်တာဒီဘာဖြစ်နိုင်လဲဆိုတော့နီးပန်နဲ့ယုံပန်နဲ့ဖြစ်နိုင်တယ်အမေရိကန်အစိုးရရဲ့ဂီဂျီဆိုတာဆွေးနွေးတာလားအမေရိကန်အစိုးရရဲ့ဟိုးရှင်း policy တွေလားဖြစ်နိုင်ခြင်းရှိတာ policy ပေါ့အမေရိကန်အစိုးရရဲ့ policy အဲ့ဒီ policy ဘာဖြစ်မှာလဲနောက်က進められたတဲ့進めကရှေ့ဆက်တာဘာတွေကရှေ့ဆက်သွားနိုင်တာလဲဆွေးနွေးလိုက်တဲ့ဟာတွေကရှေ့ဆက်သွားမှာလားခုနကပြောလိုက်တဲ့ဟိုးရှင်းကရှေ့ဆက်သွားမှာလားနည်းနည်းဇွေဖြစ်သွားပြီဒီနေရာမှာလေးလို့ရွေးလိုက်ရင်ဒီနောက်ကကြတော့မတို့ဘာပဲရှေ့ဆက်တော့မှာလဲဆိုတော့ဂီဂျီဆွေးနွေးမှုတွေကရှေ့ဆက်တော့မယ်ဆိုတော့ပုံစံမျိုးဖြစ်သွားပြီအမေရိကန်အစိုးရရဲ့ policy ဂီဂျီတွေကရှေ့ဆက်တော့မယ်ဒါဆိုလို့ရှိရင်မတို့နိဆိုရီဆိုတဲ့အဓိပ္ပာယ်ကိုမတို့ grammar ကိုစဉ်းစားနိဆိုရီဆိုတဲ့ grammar ဒီတခြားဆိုတဲ့အဓိပ္ပာယ်ဒါဆိုလို့ရှိရင်အမေရိကန်အစိုးရရဲ့ policy တခြား一方的にတစ်ဖက်သက်အနေနဲ့ဂီဂျီကဆွေးနွေးတယ်一方ဆိုတဲ့အဓိပ္ပာယ်ကဒီဘက်ကတစ်ဖက်သွားတယ်ဒီဘက်ကတစ်ဖက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောချင်တာအမတို့ဒီနေရာမှာအဲ့လိုသွားထည့်လိုက်စာကြောင်းနည်းနည်းလေးအဓိပ္ပာယ်ရှိမနေဖြစ်ဒါဆိုအမတို့ဒီစာကြောင်းလေးကိုမတို့ပြန်စဉ်းစားကြည့်မယ်လေးနဲ့နှစ်နဲ့နေရာပြန်ချင်းကြည့်မယ်ပြန်စားလေးနဲ့နှစ်နဲ့နေရာပြန်ချင်းလိုက်မတို့ဘာဖြစ်သွားမလဲဆိုတော့အမေရိကန်အစိုးရရဲ့ဘာဖြစ်လဲဆိုတော့ဆွေးနွေးတာတွေရဲ့တခြားရှိမယ်ဒီဘက်ကလည်း一方的にတစ်ဖက်အနေနဲ့လည်းပဲသူ့ရဲ့ဘာတွေကရှေ့ဆက်နေရလဲဟိုရှင် policy တွေကလည်းပဲဘာဖြစ်နေရလဲဆိုတော့ရှေ့ဆက်နေဒါလေးကဖြစ်နိုင်တယ်လို့လေးပဲအကယ်၍မတို့ထားပါအောင်မတို့နှစ်နဲ့တစ်နဲ့ကိုနေရာပဲချိန်လိုက်အောင်မိသားဆိုင်ရအမတို့ရဲ့သာရှိခေါ်တာရဲ့ကစမ်းပန်ပဲဘာဖြစ်သွားလဲဆိုတော့ဘာမှမပြောင်းလဲပါဟုတ်တယ်ဟုတ်ဒါဆိုလို့ရှိရင်မတို့ဖြစ်နိုင်ခြင်းရှိဆုံးကတော့ဒါဖြစ်နိုင်တယ်ပေါ့နော်အမေရိကန်အစိုးရရဲ့ဘာဖြစ်မှာလဲဆိုလို့ရှိရင်တော့ဆွေးနွေးမှုတွေနဲ့လိုက်ပြီးတော့နော်ဆွေးနွေးမှုတွေတက်ချောင်းနောက်一方的にတစ်ဖက်သက်အနေနဲ့တော့ဟိုရှင်းတွေက進められた policy တွေကရှေ့ဆက်သွားပါတယ်ဆိုတဲ့ခါလေးဖြစ်ပါတယ်ဟဲ့တတိထားပြီးပါနောက်ယွန်းဂျူတော့ကိုကြည့်ပါမယ်ခုနို့ not တွေ့တယ်皆さん not တွေ့တေးကြပေါ့မတို့ noun ထဲမှာကန်ဆိုကျွန်တော်အကုန်လုံးက noun တွေပဲတွေ့နေရတော့ပဲ fuiki တို့ yoruwa တို့ machino တို့ hiru ni kurabete ဟဲ့နောက်ကဟာလေးကဘာပေးထားလဲဆိုတော့နာနီနာနီကမှာတက်ကူချီကလုံးဝကွဲတယ်လို့ပြောလိုက်တယ်လုံးဝကွဲလို့ပြောလိုက်တဲ့အခါမှာအမတို့ကဒီလိုမျိုးစာကြောင်းစီတဲ့အခါမှာအမဒီအရင်ဆုံးအမြဲတမ်းဘာကိုဆွဲထုတ်လဲဆိုတော့အမ grammar ကိုအရင်ဆွဲထုတ်တယ် grammar ဒီဆွဲထုတ်လို့အလွယ်ဆုံးအမြင်သာဆုံးပဲဒီညမှာ grammar ဘာပါလဲဆိုနိခုရာဘဲတဲ့ဆို grammar ပါတယ်ဒါဆိုရင်မိနာဆာအမတို့က hiro ni kurabete ဆိုတော့နေနဲ့ရှင်လိုက်တယ်ဆိုတော့အနောက်မှာဘာလာတော့မလဲနေနဲ့ရှင်ပါတယ်ဆိုမှအရှိမဘာလာတော့မှာလဲ yoru ပေါ့ hiro ni kurabete yoru ပါနေဘက်နဲ့ရှင်လိုက်တယ်ဆိုလို့ရှင်တော့ညဘက်ကတဲ့ပြီးရင်အနောက်ကဘာဖြစ်မှာလဲ街の雰囲気の okay အမတို့ဒီနေရာမှာဆွဲထုတ်လို့ရအနောက်မှာဂါပါတယ်ဒီဂါကိုကြည့်ပြီးတော့ဒီဂါရဲ့အရှိမလိုက်လို့ရတဲ့ဟာကိုအမတို့စဉ်းစားလို့ရတယ်ဂါရဲ့အရှိမလိုက်လို့ရတဲ့ဟာယိုလူဝါဂါလိုက်လို့မရဘူးလေနော်街のဂါခရာဘေတဲ့のဂါလိုက်လို့မရဒါကြောင့်မတို့ဒီနေရာမှာဖြစ်နိုင်တာဒီမတို့အချိပံပဲဖြစ်နိုင်雰囲気が全く違う okay မတို့အချိရွေးလိုက်ပြီဒါဆိုမတို့အရှိမကြံနေတာကယိုလူဝါ街の昼に比べてဒါဆိုဒီ no ရဲ့နောက်မှာလိုက်ရမယ့်ဟာလေးကဘာဖြစ်ရမှာ no ရဲ့နောက်မှာလိုက်ရမယ့်ဟာလေးက noun လေးဒီနေရာမှာခွ
この夜はこの街のこの昼に比べてဒါနည်းနည်းလေး皆さんစဉ်းစားမိမယ်လို့ထင်ပါတယ်この街のဒီမျိုးရဲ့not ပါပြီဆိုတော့နောက်မှာ noun ထပ်လိုက်တယ်夜はဆိုရင်ဘာဖြစ်မှာလဲ昼に比べて昼နဲ့比べလိုက်လုပ်လိုက်မယ်ဆိုရင်雰囲気が全く違うတော့သူဖြေရထွက်လာはいဒီမျိုးရဲ့ညဘက်ကနေ့ဘက်နဲ့ရှင်းလိုက်မယ်ဆိုရင်雰囲気がလုံးဝကွဲပြားတယ်။မတို့ရဲ့အဖြစ်မှန်လေးက昼に比べてရုံးပတ်ဖြစ်ပါတယ်။はいဆက်ကြည့်ပါမယ်။47この問題についてတွေ့တယ်။အနောက်မှာဆိုးတွေ့တယ်皆さんဆိုးသားတွေ့တယ်။ဒါဆိုမှဒီညမှာလည်းထပ်ပြီးတော့ grammar ကိုထုတ်လိုက်တယ်။聞いたところたところဆိုတဲ့ grammar လေးရှိရ皆さん။ပြီးရင်အနောက်ဆုံးမှာမတို့ကဘာတွေ့လဲဆိုလို့ရှိရင်ဆိုးသားတွေ့ရဖြစ်တဲ့အတွက်まだそうだねとသုံးလို့ရတာဒီわからないそうだ賛成もそうだ聞いたところそうだ賛成にそうだまだတွဲလို့ရတစ်ခုပဲရှိရ皆さんわからないそうだပဲတွဲမယ်ဟုတ်တယ်ဟုတ်わからないそうだဒါဆိုရင်ဒီပြဿနာနဲ့ပတ်သက်ပြီးတော့聞いたところမေးကြည့်လိုက်တယ်ဘယ်သူ့မေးမှာလဲ賛成မို့လား賛成にလားဖြေထွက်နေပြီလေနော်この問題について賛成に聞いたところを命じられてめ賛成もわからないそうだ。賛成レベル何例ぐらいはい、OK。48例がじゃろ、ဘာတွေ့လဲဆိုလို့ရှိရင်တော့ほの小さな何々なってしまった。小さなတွေ့တယ်。なってしまった。တွေ့တယ်。ဒါဆိုလို့ရှိရင်မတို့ဒီနေရာမှာထုတ်ပေးရမယ်皆さんထုတ်ပေးမယ်ဆိုတော့ဘာထုတ်ပေးရမှာလဲမတို့တွေ့နေရတယ်気がけにして OK 気がけにしてရမှာတော့အဓိက main ပေါ့はいနံပါတ်2ကကြတော့大騒ぎဆိုတော့လုံးဝပတ်တော်တွေညံ့တယ်ပွက်လောတွေကိုရိုက်နေはいクラスの中မတို့ class ထဲမှာ嘘ဆိုတာမတို့လိန်ညာမှုသားပြောတာ OK မတို့တွဲလို့ရတာရှိနေပြီဘာနဲ့တွဲလို့ရလဲဆို嘘を気がけにして嘘を気がけにしてဆိုတဲ့အဓိပ္ပာယ်ကဒီလိန်ပြောလိုက်တဲ့ဟာလေးဟောတော့ကြီးစနာ嘘を気がけにしてမပြောပလောက်တဲ့တေးသေးလေး嘘ကိုပြောလိုက်တယ်အဲ့ဒီပြောလိုက်တဲ့ဟာဘာဖြစ်သွားလဲ大騒ぎになってしまったပေါ့なってしまったဆိုအလဲမှာကြံနေတာတစ်ခုပဲရှိတော့ဘာပဲကြံတော့မလဲクラスの中ရမယ်လို့ထင်ပါတယ်ほんの小さな嘘を気がけにしてクラスの中が大騒ぎになってしまった。မတို့ဒီမှာလေးကဘာဖြစ်မလဲဆိုတော့3番にဖြစ်ပါတယ်။ class のမပါဖြစ်တဲ့တော့အမတို့ကဖတ်မယ်ဆိုရင်တော့ class 10လို့ဖတ်ရမှာပေါ့နော်။ ကဲဒီနေရာမှာ not ပါရင်တော့ class の中ပေါ့နော်။はい49日本は何々高いဂျပန်ကတဲ့高いဖြစ်တယ်။ Okay grammar ကိုဆက်ထုတ်လူမီနာရာစုဒါတင်မကဒါလည်းပဲဘာထက်တွေ့လဲ交通費や商品価格家賃もはいမတို့ဒီနေရာမှာရတွေ့တယ်ပြီးရင်အရှိမနူမီနာရာစုတွေ့တယ်နူမီနာရာစုတွေ့တဲ့အနောက်မှာမတို့ဘာလိုက်ပေးရမှာလဲ grammar pattern သိထားတဲ့သူဆိုရင်မတို့သိမယ်လို့ထင်ပါတယ်ဟုတ်ပါတယ်日本は家賃も家賃ကလည်းပဲနူမီနာရာစု交通費や商品価格高いမြင့်တယ်ဒါကြောင့်မတို့正しい答えအဖြစ်မှန်လေးကဘာဖြစ်သွားလဲဆိုတော့1番ဖြစ်သွားပါတယ်はいဆက်ကြည့်ပါမယ်ဒါအပေါက်ဖြည့်တဲ့ဟာပါဒီအပေါက်ဖြည့်တဲ့ဟာဒီစာအုပ်ဒီအခဆုံးပဲဖြစ်ပါတယ်အမတို့နားမလည်တော့ခိုတိုဘာတွေအများကြီးတွေ့ရပါလိမ့်မယ်はいဒီနေရာမှာမတို့ဒီခိုတိုဘာကိုအလုံးစုံနားလည်အောင်လုပ်တာမျိုးမဟုတ်ဘဲနဲ့ကိုသိတဲ့ခိုတိုဘာလေးတွေကပဲဘာသာပြန်ပြီးတော့မှန်းထည့်တဲ့ပုံစံမျိုးပဲအမတို့စူးစမ်းသွားကြပါမယ်ဒီထဲမှာရှိတဲ့စကားလုံးခိုတိုဘာတွေအကုန်လုံးဆိုတာသိနိုင်ဖို့ဆိုတာတော်တော်လေးခက်တယ်ပေါ့နော်အောက်မှာတော့သူဒီမှာဒီလောက်ကြီးရှင်းပြထားတယ်ဆိုမှတော့ဒါကြောက်စရာကောင်းတယ်လက်ပြီးရှင်းပြထားဆိုအပေါ်မှာမတို့လုံးဝမသိတဲ့စကားလုံးတွေအများကြီးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒါဆိုမှတော့အဖြစ်မှန်ရွေးရမယ်ကဲဒါဆိုတော့ကြည့်ပါမယ်はいဘာတွေ့လဲဆိုလို့ရှိရင်တော့初めて
私が学士に会った時あったら皆さんやယူရနာမီရေးတာあった時ဆိုအဲ့ခန်းကြီးတွေ့ရကိုကကြောင်းနေပြီဟဲ့ကျွန်တော်ကဆိုလို့ရှိရင်တော့တဲ့学士အဲ့ဒီခန်းကြီးကိုသိမှာဆိုတော့ okay အောက်မှာပေးထား学士学士ဆိုတာ大学卒業生大学ကနေ卒業生ဖြစ်ထားပါတယ်ပြီးတဲ့အခါမျိုးမှာဆိုလို့ရှိရင်အနောက်ကဟာတော့မဖတ်တော့အဲ့တော့大学ကနေ卒業ဖြစ်ထား卒業ဖြစ်ထားတဲ့သူဆိုတော့အမတို့အကြံပြမှတ်လိုက်ပဲအဲ့တော့ကျွန်တော်ကပထမဆုံးအနေနဲ့တဲ့တက္ကသိုလ်ဆရာလို့ပြောရမလား大学卒業生နဲ့တဲ့ဘာဖြစ်လဲဆိုတော့あった時တွေ့တဲ့အခါမျိုးမှာဆိုလို့ရှိရင်တော့တဲ့ただこんな田舎へ来てအဲ့တော့တဲ့အမဒီစကလုံးတွေမသိဘူးဆိုတာဆိုတာမသိဘူးကတော့ဖတ်လိုက်ရင်တော့သိမယ်ထင်တယ်ဒါလင် only ခုနအီနာကဒီလိုအီနာကကိုလာပြီးရောတဲ့ okay ဒီခန်းကြီးသိမလားမသိဘူးခါကူတဲ့တဲ့ဖုံးကွယ်နေရတယ်年を取ってအသက်ရနေတဲ့学者အဲ့学者ကြီးရတဲ့ကွက်လက်တဲ့そう親しくなろうと思わなかったအဲ့学者ကြီးနဲ့တဲ့ကွက်လက်တဲ့ဒီလိုမျိုးရင်းနှီးသွားမယ်လို့ကွာထင်ထားခဲ့ဘူးတဲ့အဲ့တော့အနောက်မှာကそう親しくなろうとは思わなかったသူနဲ့ကိုနေကဒီလိုရင်းနှီးသွားမယ်လို့မထင်ထားခဲ့ဘူးထင်ထားခဲ့ဘူးလို့ပြောတယ်ဒါဆို50ကိုကြည့်思っても思ってみも思ってもみずဆိုတဲ့အဓိပ္ပာယ်က思わないဆိုတဲ့အဓိပ္ပာယ်ကိုပြောတာ思いの方がမျှော်လင့်ထားတာထက်ပိုတာ思わなかったကမတွေးထားခဲ့ပေမဲ့思っただけでတွေးရုံလေးပဲဒါဆိုရင်မတို့ကဒီညမှာအရှိမပြန်ကြည့်လေနော်အရှိမတော့ဘာပြောလဲဆိုတော့ကျွန်တော်ကတဲ့私ကတဲ့ပထမဦးဆုံးအနေနဲ့ဒီ学士နဲ့တွေ့တဲ့အချိန်ကဆိုလို့ရှိရင်တဲ့学士နဲ့ပထမဆုံးသူတွေ့တယ်တွေ့တဲ့အခါမျိုးမှာအဲ့学士နဲ့သူကဒီလိုမျိုးရင်းနှီးသွားမယ်လို့တောင်မှဘာမဖြစ်တာကိုလဲမတွေးထားခဲ့ဆိုသူ学士နဲ့တွေ့တဲ့အခါမျိုးမှာဘာဖြစ်လဲဆိုလို့ရှိရင်သူ့အနေနဲ့ဒီ学士အနေနဲ့学士と思ってもみず思いの方が思わなかったが思っただけでဘာဖြစ်မှာလဲ皆さん思っただけでတွေးရုံလေးပဲတွေးထားတာလေနော်တွေးရုံလေးပဲတွေးထားတာသူတွေးရုံလေးပဲတွေးထားတာဒါပေမဲ့အဲ့ဒါကို親しくなったဖြစ်သွားတယ်အဲ့親しくなったဖြစ်မယ်လို့သူမတွေးထားခဲ့အဲ့ဒီအဆင့်လောက်ကျော်သူမတွေးထားခဲ့သူဘာဖြစ်လဲဆိုတော့တွေးတဲ့အချိန်မျိုးမှာဟဲဒီလိုလူကြီးရှိနေပါလားဆိုတဲ့ပုံစံမျိုးတွေးရုံလေးပဲတွေးထားလိုက်တာဒါပေမဲ့ဒီလောက်ကြီးရင်းနှီးသွားမယ်လို့သူ့အနေနဲ့မတွေးထားခဲ့ဘူးဟိုက်နံပါတ်1ကကြတော့ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့思ってもみずဆိုတဲ့အဓိပ္ပာယ်ကမထင်မှတ်ပဲ思わないအရှိကလည်း思わないနောက်ကလည်း思わないအဓိပ္ပာယ်မရှိဘူးနော်思いの方がဆိုတော့တွေးလိုက်တဲ့အချိန်မှာတော့ဘာဖြစ်ဆိုပုံမျောလင့်ထားဆိုတော့အနောက်ကဟာကြီးက思わなかったနဲ့မှတော့ဘာလို့မှတော့တွဲလို့မရတော့思わなかったကမတွေးထားနောက်ကလည်းမတွေးထားဆိုရ皆さんဒါလွဲနေပြီလေနော်ဟိုက်ဆက်ကြည့်မယ်ဆက်ကြည့်လို့ဒီမှာနောက်တစ်ခုတွေ့တယ်私たちはတဲ့ကျွန်တော်တို့တွေကတဲ့3人の同僚を除いてအဲ့3人ဆိုတာ3ယောက်同僚ဆိုတာလုပ်ဖို့ကင်ဘက်3ယောက်ကိုတဲ့ဖယ်လိုက်ပြီးတော့တဲ့みんなအားလုံးကတဲ့旅の鳥ကပါလေအောက်မှာပေးထားတယ်旅の鳥ဆိုတဲ့အဓိပ္ပာယ်ကကြတော့မတို့က定住しないでဆိုတာ定ဆိုတာသတ်မှတ်ထားတယ်住宅အိမ်မှာနေတာမျိုးမဟုတ်ပဲね旅行しながら暮らしているဆိုပြောရမယ်ဆိုရင်တော့နည်းနည်းရိုင်းလေးဘာသာပြန်ရင်တော့အိမ်ချေရမဲ့လို့ပုံစံမျိုးခြေသုံးအိမ်တိုင်းသူ့မှာအိမ်ပိုင်မရှိရှောက်သွားနေရ3ယောက်ကရှောက်သွားနေရတဲ့အဲ့လိုရှောက်သွားပြီးတော့တဲ့学士はတဲ့学士ကဆိုလို့ရှိရင်တော့တဲ့ဘာဖြစ်လဲဆိုတော့いくらも新鮮をなめ新鮮をなめ過ごしてきたような人である Okay အမတို့အဲ့မှာမသိတဲ့စကားလုံးတွေပါလာပြီမသိတဲ့စကားလုံးခဏထားလိုက်အောင်ဒီနေရာမှာအမတို့ဒီမှာချွေ3လေးရှိတယ်ချွေ3လေးကိုသွားဖတ်ကြည့်လိုက်ဒီမှာကွက်တီသွားတွေ့အဲ့ဒါပဲအဲ့တော့ဘာပေးထားလဲဆိုတော့たくさんの辛い経験をするများစွာသောပင်ပန်းဆင်းရဲမှုတွေရဲ့အတွေ့အကြုံရှိတယ်တဲ့ဒါဆိုဒီနေရာမှာအဲ့တော့ဘာဖြစ်လဲဆိုတော့မိနာအားလုံးကဆိုလို့ရှိရင်တော့ခြေသလုံးအိမ်တိုင်ဖြစ်ပြီးတော့တဲ့ဂါကုရှိရဆိုလို့ရှိရင်တော့တဲ့သူကများစွာသောစူရာကြီးတွေ့ကြုံနေရှိနေတယ်သူ့မှာအတွေ့အကြုံရှိရပေါ့ဒါဆိုလို့ရှိရင်တော့その中でそうした中でそれほどの中でဒါလေးကမတို့လေရင်းနှီးတဲ့အသုံးလေးရှိတယ်ဒါလေးရင်းနှီးတဲ့အသုံးလေးလဲဆိုလို့ရှိရင်တော့そんな中にဆိုတာမတို့သုံးလို့မရそんな中にその中でတော်တော်ရင်းနှီးတယ်そうして中でအဲ့လိုအခြေအနေတွေကမှခြေသလုံးအိမ်တိုင်အခြေအနေတွေကမှそれほどの中でအဲ့ဒီလောက်ထဲမှာနကတာ no မဟုတ်ဘူးလေနော်အဲ့တော့ဘာဖြစ်ရမှာလဲその中でもဖြစ်ပြရမယ်
ဘာဖြစ်လို့လဲအမတို့အပေါ်ပြန်ကြည့်လိုက်တဲ့အခါမှာအားလုံးကခြေသလုံးအိမ်တိုင်းဖြစ်တယ်အဲ့ဒီကမှဆိုနိုနာကတဲ့အဲ့ဒီကမှသူဒီဒါအတွေ့အကြုံရှိရလို့သူကပြောချင်တာဖြစ်တယ်ဟိုက်ဆက်ကြည့်ပါမယ်ဆက်ပြောဘာဖြစ်လဲဆိုလို့ရှိရင်တော့မီနာရီနာဇိုနီကိုကူကမာဝနိုင်授業に熱心な人で同化すると博物で博物အမှပေးထားတယ်博物ဘာတိတ်ပဲလဲchoke မတို့မြေပြူပြောတာဖြစ်ပါတယ်မြေပြူနေတဲ့汚れてるညစ်ပေနေတဲ့古い洋服အဲ့တော့မတို့က古い洋服တွေကိုပေါ့နော်古い洋服ဒီဟောင်းနှမ်းနေတဲ့အဝတ်အစားတွေကိုroku니 အဲ့တော့ rokuni ကဘာပေးထားလဲဆိုတော့အောက်မှာဆက်ပေးထားပါတယ်15လုံးလောက်နာနီနာနီခီတေရူတိုယူဖူဒါကာရာအဲ့လိုမျိုးဝိနေရဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုင်းရှွန်နိုဦးချီကဆက်စချင်းမှာဆွဲလို့ရှိရင်ပေါ့နော်မာချီနိုဟီတိုခါရာမို့မာချီနိုဟီတိုစီကနေပြီးတော့လေတဲ့우동 세라레타 우동 세라레타가ကြတော့ 우동 지루가လာပါတယ်이하가루ဖြစ်တာပေါ့နော်မနစ်မြို့နောက်တစ်ခါစမီတာကုစုနည်းနည်းဝစ်စားဆိုးဆိုးပြပြဝစ်ထားရဲဆိုတော့နည်းနည်းဘယ်လိုပြောမလဲနှိမ်ကျင်နေဆိုတဲ့သဘောတရားမျိုးပေါ့နော်အဲ့တော့မှတော့ဒီညမှာဘာတွေ့လဲဆိုဒီညမှာထည့်ပေးရမှာအဲ့တော့ဒီညမှာပြောရမယ်ဆိုရင်သူကမြေပြူလေးကင်ပြီးတော့ပေါ့နော်မြေပြူကြောင့်မလို့ဒါညစ်ပတ်နေတဲ့ဝစ်စားလေးတတိစရာတန်ဂျူးပွန်နီရိုကူနီကမှတော့တိလိုက်တယ်ဂျူးပွန်နီကော့လက်ဝစ်ထားတာအဲ့ဂျူးပွန်နီဘာဝစ်ထားမှာလဲဘာဝစ်ထားမှာလဲဆိုတော့သွားကြည့်လိုက်တယ်ဟာရတဲ့ပေးချေပြီးပြောမယ်ဆိုအပြည့်ချေပြီးတော့ဟာရိုင်းနာကတာပေးချေရင်းနဲ့ဟာရဝတ်တို့ရှိတဲ့ပေးချေဖို့လို့ပြဟာရဝါဇနီမပေးချေပဲနဲ့အဲ့ဆိုဒီနေရာမှာပြောမယ်ဆိုမြေပြူချောင်းမလို့သူ့ရဲ့အဝတ်စားတွေကဘာဖြစ်နေရလဲဆိုတော့ဟောင်းနှမ်းတဲ့အဝတ်စားကိုတော့မှသူဒီပြပြဝဝနဲ့ပေးချေပြီးဝတ်ထားတဲ့ပုံစံဖြစ်နေရလားပြပြဝဝပတ်စံအပြည့်မပေးထားဘဲနဲ့သူများစီကချီးငှားယူပြီးဝတ်တဲ့ပုံစံမျိုးဖြစ်နေရလားဆိုရင်မတို့ဒီညမှာခိတဲ့လို့ဒီလိုမျိုးပုံစံဖြစ်တဲ့အတွက်အားလုံးစီကနေဝိုင်းမုန်းချင်းခံရတယ်ဆိုတော့မတို့ဘာဖြစ်မှာလဲမပေးထားတဲ့ပုံစံဖြစ်နေလို့ပေါ့ဟာဒါဝါဇွနီဖြစ်တာပေါ့ဟိုက်ဆက်ကြည့်ပါမယ်ဆက်ကြည့်လိုက်ပြီးဒီညမှာ53ဒီညမှာအပေါက်တွေးလိုက်တယ်အပေါက်တွေးလိုက်တော့အဲ့ညာလေးကိုပဲအမတို့ကွက်ပြီးတော့ဖတ်လိုက်တော့မယ်ပေါ့ဟိုက်အဲ့ညာလေးပဲကွက်ပြီးတော့ဖတ်လိုက်တော့ဒီညမှာတွေ့တယ်ရှကာရှိတဲ့ဒါပေမဲ့တဲ့ဆေးတူအဲ့တော့ဒီပေါ့ဘယ်လိုပြောမလဲတပည့်တွေပေါ့နော်တပည့်တွေရဲ့ဒီမှာအဖေခန်းကြီးညီလေးခန်းကြီးအနောက်ကတာချီအဲ့ဒါဖူကေတာချီဖြစ်ပါတယ်ចောင်းသားမိဘတွေကရှိတိုင်းဒီတဖြည်းဖြည်းနဲ့ဂါကူရှိနိုရှင်ဆေစုကအဲ့ပညာရှင်ရဲ့ရှင်ဆေစုကျင်နာမှုတွေရှိုးကြီးကယူသားမှုတွေထိုးတိုးဆေးစုမီတိုမဲနာအဲ့တော့ဒီလိုမျိုးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒါလေးစားပွဲကောင်းတဲ့သူ့မှာရှိတဲ့အရေးချင်းတွေကိုမီတိုမဲလို့ဆိုတာအတိအမှန်ပြူတာမီတိုမဲနိုင်ဆိုတာအတိအမှန်မပြူဘူးအတိအမှန်မပြူဘူးဝါကင်းနီအီကာနိုင်အတိအမှန်မပြူလို့မရတော့ပြောမယ်ဆိုအတိအမှန်ပြူမှရတော့မယ်ဝါကင်းရှိကနိုင်ဝါကင်းရှိကနိုင်အတိအမှန်ပြူတာကလွဲပြီးမရှိဘူးအတိအမှန်အရှိမဘာလာလဲဆိုတော့မီတိုမဲနိုင်လို့ပြောတယ်အတိအမှန်မပြူဘူးရှိအတိအမှန်မပြူတာကလွဲပြီးမရှိဘူးဆိုတာနည်းနည်းလွဲသွားပြီဝါကင်းကနိုင်ဆိုတဲ့ဒီဘက်ကဒေကိနိုင်အတိအမှန်မပြူတာမဖြစ်နိုင်ဘူးဝါကင်းမို့နာခုနတာအတိအမှန်မပြူဖြစ်တော့ဘူးနာခုနတာမလုပ်ဖြစ်တော့ဘူးအဲ့တော့မှတော့ဒီညမှာဝါကိကနိုင်ထည့်ပေးရမှာလားဝါကိနီဤကနိုင်ထည့်ပေးရမှာလားအတိအမှန်မပြူလို့မရတော့တဲ့အနေအထားမျိုးလားအတိအမှန်မပြူလို့မရတဲ့အနေအထားမျိုးပေါ့ချိပန်ဖြစ်ပါတယ်ဝါကိနီဤကနာခတာဘာလို့လဲဆိုရင်ဒီညမှာចောင်းသားမိဘတွေကတဖြည်းဖြည်းနဲ့ဒီသူ့ရဲ့ပေါ့နော်ရှင်စစ်စွစတွေရှိုးကြီးကြီးတွေထိုးတိုးနော်ဆေးစွတွေကိုသူကနားလည်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့မီတိုမဲနိုင်ဝါကင်နီဝါဤကနိုင်ဝါကင်နီဤကနိုင်ဆိုတဲ့ပုံစံမျိုးအတိအမှန်မပြုတ်လို့မရတော့အတိအမှန်ပြုမှရတော့မယ်တဲ့これほど何もかも外へ露出した人露出ဆိုတာအောက်မှာပေးထားပါတယ်အောက်မှာပေးထားတာဗာပေးထားလဲဆိုတော့裏にはっきり見えているအဲ့တော့မြင်ရတယ်ပြောရမယ်ဆိုလို့ရှိရင်ရှေ့တစ်မျိုးနောက်တစ်မျိုးအဲ့လိုမလုပ်ဘူးပေါ့နော်အဲ့လိုမျိုးမလုပ်ဘူးလေဝါတာရှိမအာမရီမိတာကိုတိုနာသူလည်းပဲမိတာကိုတိုနိုင်ဖြစ်ပါတယ်တဲ့ဝါတာရှိဝကိုနိုရိုဂကုရှိဆိုတော့တက်ကြီးပညာရှင်ပေါ့နော်တက်ကြီးပညာရှင်နဲ့仲良しになって自分の身内からでも聞くようにその抑えきれないような短足や短足ဆိုတာဘာလဲအောက်မှာပေးထားတယ်ထမိတ်ကတက်ပြင်းကြီးချပြီးတော့生きどもはအောက်မှာပေးထားပါတယ်不正などに対して
တဲ့မမှန်ကန်တာတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့မှာတည်တယ်မဟုတ်ခိကူယောနေတာကြားလာနိုင်ခဲ့တဲ့ပုံစံမျိုးဒါဆိုလို့ရှိရင်သူလည်းပဲဒီမျိုးပေါ့နော်အပြင်နဲ့အတွင်းနဲ့တက်တက်စီဖြစ်နေတာမျိုးအပြင်ဘက်နဲ့အတွင်းဘက်နဲ့ကတိတိကျမြင်ရတာမျိုးသူလည်းအရင်ကမြင်ခဲ့ဘူးတာမျိုးမရှိဘူးတဲ့ဒါပေမဲ့ကျွန်တော်လည်းပဲဒီပညာရှင်နဲ့နာဂယုတ်ခုဖြစ်လာပြီးတော့ကိုယ့်ရဲ့အတွင်းပိုင်းရဲ့စိတ်ကိုလည်းတိတိကျကျလေးခိကူယောနေကြားလာတယ်ဒါဆိုလို့ရှိရင်ဒီညမှာတော့စကားဆက်သုံးပြရမယ်စကားဆက်သုံးပြရမယ်ဆိုတော့နံပါတ်1ဒီ시간을마모 시간을마모နံပါတ်2က気がつかないままいつの間にか思わぬ間だったか思わぬ間だったかဖတ်လိုက်တာနဲ့တော့皆さんဒါလေးကသိမယ်လို့ထင်ပါတယ်ဘယ်ဟာပြရမှာလဲဆိုတော့3ပန်ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့いつの間にかဆိုတော့မသိလိုက်တဲ့တော့အတွင်းမှာပဲဒီလိုတွေဖြစ်သွားပါတယ်လို့ပြောတာညเนาะကြံတဲ့ခါတွေက皆さんကိုလွဲမအောင်လို့ထည့်ထားတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့မတို့ဒီလိုပုံစံမျိုးဆိုရင်နည်းနည်းလေးဖတ်လိုက်တယ်ဒါပေမဲ့ဒီစာပိုက်ထဲမှာတတိထားပြရမှာအရင်မနစ်မျောသွားဖို့ပေါ့နော်နစ်မျောသွားရင်မတို့ဘာဖြစ်မှာလဲဆိုတော့အန်ဒီရဲ့များလွန်းတဲ့စာပိုက်တစ်ပိုက်ဖြစ်ပါတယ်はいဒါဆိုရင်တော့မတို့1日目がこれで終わりですはい皆さんお疲れ様でしたありがとうございます